အားလုံးပဲမင်္ဂလာပါဝီဗီဒီယို sport channel ကနေကြိုဆိုပါရစေ။လက်ရှိ modern ဘောလုံးလောကမှာအောင်မြင်နေတဲ့အသင်းတော်တော်များများအသုံးပြုလျက်ရှိတဲ့ high pressing PR နဲ့ကစားနည်းကြောင်းတင်ဆက်ပေးမှာဖြစ်ပါတယ်။ high pressing ကစားပုံက modern ဘောလုံးလောကမှာအပြောင်းလဲမြန်ဆန်ပြီးတော့အကျိုးသက်ရောက်မှုအရှိဆုံးဤစနစ်တွေတစ်ခုဖြစ်ပါတယ်။ပြန်မဲ့အသင်း position ပေးအောင်လုပ်တဲ့နေရာမှာအနောက်ရှက်ပေးပြီးတော့အဲ့ဒီနီကဘောလုံးအလင်းနဲ့ပြန်လည်ရယူနိုင်တယ်။ဒီရောက်ဆုံးတွေမှာဘောလုံးလွှဲပြောင်းလုပ်ဖို့ရည်မှန်းပါတယ်။အပြင်ပြန်ဘက် queen fetcher မှာ high press လုပ်တာကပြန်ဘက်ကိုအမှားတွေလုပ်စေဖို့ PR ပေးပါတယ်။ပြန်ဘက်ရဲ့အမှားတွေကိုကိုရဖို့အခွင့်အလမ်းတွေနေနဲ့အသုံးချနိုင်ပါတယ်။ high pressing ဆိုတာကအသင်းတစ်သင်းကပြန်ဘက်ရဲ့ final တာမှာဒါမှမဟုတ် midfield မှာပြင်းထန်တဲ့ PR ပေးမှုကိုလုပ်တဲ့နည်းဗျူဟာဖြစ်ပါတယ်။ high pressing ရဲ့အဓိကရည်ရွယ်ချက်ကပြန်ဘက်သင်းရဲ့တိုက်စစ်စင်တာကိုအနှောက်အယှက်ပေးပြီးတော့အမှားတွေလုပ်စေတယ်။ decision တွေအငြင်းစလို့ချစေတယ်။ normal တွေပေးစေပြီး PR တွေပေးပါတယ်။အဲ့နီးဗျူဟာကတီးဝရဲ့ကြက်ခံမှုရဲ့အသင်းရဲ့စီးလုံးမှုတွေအပေါ်မှာအများကြီးမူတည်ပါတယ်။အရေးကြီးတာက pressing ကိုတိုက်စစ်မှုတွေပဲလုပ်တာမဟုတ်ဘဲနဲ့ midfield တွေရော defender တွေရောနောက်ထပ်ကဂိုးသမားပါမချမ်းခွင်းထဲမှာချစ်လက်မှုကိုထိန်းထားဖို့နဲ့ဘောလုံးလမ်းကြောင်းဖြတ်တောက်နိုင်ဖို့အဓိကကြပါတယ်။သင်းလုံးစုပေါင်းလို့ဆောင်ပြီးတော့ထိရောက်ကူးပြောင်းနိုင်တာက high pressing ရဲ့ထိရောက်မှုအမြင့်ဆုံးဖြစ်စေနိုင်ပြီးတော့ပွဲရဲ့ key moment တွေကိုထိချုပ်နိုင်ပါတယ်။နောက်တစ်ချက်က finger rate the pressing ရဲ့စဖို့အစပြုမှုhigh pressing ကများသောအားဖြင့်သတ်မှတ်ထားတဲ့ finger press တွေနဲ့စပါတယ်။အဲ့ဒီကတော့ကိုသမားကိုဘောလုံးပြန်ပေးရပြီ။ဖူးဘက်ကိုဘောလုံးပြန်ပေးရမယ်။ control ဖြစ်တာတွေဒါမှမဟုတ်ပြန်မဲ့ကစားသမားတဦးကကိုဘက်ကိုချောပေးထားတဲ့အချိန်မှာဘောလုံးရသွားတာကိုပါပါတယ်။အဲ့ခိုက်တက်တွေက high pressing စဖို့အရေးကြီးပါတယ်။ပုံရမေမိုတင်ရ4နှစ်3တင်းနဲ့ pressing လုပ်နေတယ်။သူတို့က midfield ကို block လုပ်တယ်။ဘောလုံးကိုပြန်မဲ့ကိုသမားစီပေးလိုက်တာနဲ့ pressing ဆက်လုပ်ပြီးတော့ striker ကပြန်မဲ့ကိုသမားကို press လုပ်ပါတယ်။ကျန်တဲ့ player တွေကကျင့်မှုထိန်းမှုနဲ့ဘလုံးလမ်းကြောင်းဖြတ်တောက်ဖို့အတွက်ရှေ့ကိုတက်လာပါတယ်။နောက်တစ်ခုက defenders high pressing ကိုသုံးတဲ့အသင်းတွေကပြန်ပွဲရဲ့ကစားဟန်ကိုရှေ့ချဖို့ချစ်လက်တဲ့ပုံစံကိုထိန်းထားပါတယ်။အဲ့ဒါကဘလုံးပြန်ရဖို့လွယ်ကူစေပြီးတော့ဘလုံးကင်ထားတဲ့အသင်းရဲ့ passing option တွေကိုကတ်တန်းစေပါတယ်။ပုံရပတ်ရဲ့ City အသင်းကပြန်ပွဲကိုပဲဟင်းအသင်းကို queen တစ်ဖက်ချက်တိ PR ပေးထားပါတယ်။ဘက်မှာရှိတဲ့ကစားသမားတွေကဘလုံးရှိရာဘက်ကိုရောက်လာပြီးတော့ချစ်လက်တဲ့ pressing ကိုထိန်းထားတယ်။ဒါပေမဲ့သင်ရဲ့ဘလုံးပေးပို့မှုတွေကိုကန့်သတ်ထားပြီးတော့ City အနေနဲ့ high press မှာဘလုံးရစေပါတယ်။အခုက cover shadow ကစားသမားတွေက pressing လုပ်တဲ့အချိန်မှာသူတို့ရဲ့ position ကိုအသုံးပြုပြီးတော့ပြန်ဘက်ရဲ့ position line တွေကို block လုပ်ပါတယ်။အဲ့ဒါကပြန်ဘက်အသင်းဘလုံးပေးပို့ဖို့အဆင်မပြေတဲ့အခြေအနေကိုဖြစ်ပေါ်စေပါတယ်။ပုံရJurgen Klopp ရဲ့လီဗာပူးအသင်းကပြန်ဘက်ကို press လုပ်နေပြီးတော့လီဗာပူးတိုက်စစ်မှုကပြန်ဘက်ခံစစ်မှုကို PR ပေးပါတယ်။အဲ့ချိန်မှာသူကပြန်ဘက်ရဲ့နံပါတ်6ကစားသမားစီပေးပို့မဲ့ဘလုံးလမ်းကြောင်းကိုပေးဆိုထားပြီးတော့ပြန်ဘက်ကွင်းလန်စီဘလုံးဆက်သွားဖို့ကိုသစီပြီးသားဖြစ်သွားပါတယ်။အခုကတော့ communication effective high pressing ကစားပုံကကစားသမားတွေကစစ်ဆက်မပြတ်ဆက်သွယ်နေဖို့လိုပါတယ်။ pressing လုပ်တဲ့နေရာမှာကစားသမားတွေကချိတ်ဆက်ညှိနှိုင်းမှုနဲ့နေရာလွတ်တွေပေါ်မလာစေဖို့အတွက်ပါ။အခုကတော့ what rate effective high pressing ကိုအကောင့်ထပ်ပေါ်ဖို့ကစားသမားတွေရဲ့ what rate ကရည်ကြည့်ပါတယ်။ကစားသမားတွေက pressing တစ်လျှောက်အဆုံးမိနစ်အထောက်ကြရပြီးတော့ပြန်မဲ့တွေကိုနည်းနည်း block လုပ်ဖို့ပြည်လန်းတွေကို cover လုပ်ဖို့နဲ့ pressing ကိုထိန်းထားဖို့အခြေအနေတွေကြောင်းလဲကြရပါတယ်။အခုကတော့ high pressing system high pressing နည်းစနစ်တွေကို pressing strategy တွေအကောင့်ထပ်ပေါ်ဖို့အသုံးပြုတဲ့ကြီးကပ်နေအမျိုးမျိုးရှိကြပါတယ်။ဖွဲ့စည်းပုံနဲ့ focus ထားတဲ့ပုံစံခွဲပြောင်းနေပြီမဲ့ high press မှာပြန်ဘက်ကိုအနှောက်အယှက်ပေးဖို့ဆိုတဲ့ပုံရိပ်မှတ်ချက်ကတော့တူပါတယ်။ man to man pressing ပုံစံကကစားသမားရောက်စီတိုင်း press လုပ်ဖို့တာဝန်ရှိတယ်။အနိက marking ယူထားဖို့မလိုပေမဲ့လည်း position အောက်မသွားဖို့အတွက်ချက်ခံမှုကောင်းမှုနဲ့တတိရှိဖို့တော့လိုပါတယ်။နောက်တစ်ခုက zonal pressing ကစားသမားတွေကပြန်ဘက်တွေကို individual marking ယူဘဲနဲ့သတ်မှတ်ထားတဲ့ဇုံတွေမှာ high block လုပ်ပြီးတော့ PR ပေးပါတယ်။အဲ့ဒီလမ်းကဘလုံးလမ်းကြောင်းတွေပိတ်ဆို့ဖို့နဲ့ပြန်ဘက်ကစားဟန်ကိုပုံခွင့်မပေးဖို့အသင်းလိုက်စုစုစည်းစည်းနဲ့ position ယူကြရပါတယ်။နောက်တစ်ခုက hybrid system အသင်းတော်တော်များများက man to man pressing နဲ့ zonal pressing ကိုပေါင်းစပ်အသုံးပြုပြီးတော့ပြန်ဘက်ရဲ့အားသာချက်နဲ့အားနည်းချက်ပေါ်မူတည်ပြီးသူတို့ရဲ့ချိကနေကိုလိုက်လုံးညီတွေပြောင်းပြပြတတ်ကြပါတယ်။အဲ့လို flexible ပြောင်းပြောင်းလဲနိုင်တာကသူတို့ပြတ်မှတ်ထားတဲ့ကစားသမားတွေနဲ့ area တွေမှာသူတို့ထိချုံနိုင်ပါတယ်။ပုံရဘူတာဖိုကိုအသင်းက midfield မှာ man to man pressing ကိုလုပ်တယ်။ရှေ့တန်း3ဦးက zonal pressing ကိုလုပ်ပါတယ်။ပြီးတော့ဇုံတွင်းဝင်ရောက်လာတဲ့ကစားသမားတွေကိုထိချုံတယ်။အခုက advantage of high pressing ကစားနည်းကနီးပြတွေအတွက် benefit တွေကိုပေးပါတယ်။ကိုယ်တင်ခွင့်လမ်းများဖန်တီးနိုင်ခြင်း
high pitch တွေမှာဘလုံးရယူနိုင်တာကပြင်ဘက်ဂိုးပေါင်းနဲ့နီးနေတဲ့အတွက်ဂိုးပေါက်ခံသွင်းမှုတွေကိုရနိုင်ချေတွေပိုများပါတယ် disrupting opposition brain high pressing ပုံစံကပြိုင်ဘက်ရဲ့ဘင်းနာဖွဲ့စည်းမှုကိုအနှောက်အယှက်ပေးပြီးတော့ပြိုင်ဘက်ကိုဖိအားအောင်မှာပဲအဆက်မပြတ်ကစားစေပါတယ်အခုက controlling တတ်မှုပွဲရဲ့အရှိန်ကိုထိန်းချုပ်နိုင်တယ်ဘလုံးနေနေနဲ့ရယူနိုင်တာကပွဲရဲ့တန်ဖိုးကိုထိန်းချုပ်နိုင်ပြီးတော့ပြိုင်ဘက်ကိုခံစစ်အနေထားမှာကစားနေနိုင်ပါတယ်အခုက psychological impact အဆုံးမနေ့ဖိအားပေးကစားလို့ရှိရင်ပြိုင်ဘက်တွေကိုစိတ်ပိုင်းဆိုင်ရာပြန်ပန်းစေပြီးတော့ပွဲချိန်ကြာလာတာနဲ့အမျှအမှားများစေပြီးတော့ညှို့မှုဆုံးရှုံးစေပါတယ် high pressing နည်းစနစ်တွေကကျွန်တော်တို့ဥရောပဘလုံးလောကမှာရောဘလုံးလောကမှာပါအသုံးများလာပြီးတော့တော့နာမှာဘလို့အသုံးများလာနိုင်တယ်ဒါမှမဟုတ်ကျွန်တော်တို့မြန်မာနိုင်ငံမှာပါ high pressing ကြီးကသုံးလာနိုင်လားဆိုတာကိုတော့ပြည်သက်တွေဝင်ရောက်ဆွေးနွေးတော့ဖိတ်ခေါ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် Visual Sport Channel ကို like and subscribe လုပ်တော့ပြီးဖို့လိုပါတယ်